အရင်ဦးဆုံးကျွန်တော်တို့ application ထဲကိုဝင်ပေးပါခင်ဗျာကျွန်တော်တို့ကအကောင့်ဖွင့်မှာဖြစ်တဲ့အတွက် registration ကိုနှိပ်ပေးပါခင်ဗျာဒီနေရာမှာတော့ one click ကိုနှိပ်လိုက်ပါကျွန်တော်ကမြန်မာကနေဆော့မှာဆိုတော့ဘာမှထပ်ပြီးတော့ပြောင်းစရာမလိုပါဘူးခင်ဗျာ country ကမြန်မာ currency ကတော့ MNK ဖြစ်ပါတယ်ခင်ဗျာတကယ်လို့တခြားနိုင်ငံကနေဆော့မယ်ဆိုရင်ကျွန်တော်တို့ country ကိုရွေးချယ်ရမှာဖြစ်ပါတယ်ထိုင်းကနေဆော့မယ်ဆိုရင်ကျွန်တော်တို့ကထိုင်းကိုရွေးပြီးလို့ရပါတယ်ခင်ဗျာဒါဆိုရင် country က Thailand currency ကတော့ Thai baht ဖြစ်ပါလိမ့်မယ်ကျွန်တော်ကမြန်မာကနေဆော့မှာဆိုတော့မြန်မာကိုပြန်ပြီးတော့ချိန်လိုက်ပါမယ်ကျွန်တော်တို့မြန်မာဖြစ်ပါတယ် currency ကတော့ MMK မြန်မာကျပ်ဖြစ်ပါတယ်ခင်ဗျာ promo code နေရာမှာကတော့ကျွန်တော်တို့ SN47 ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာ promo code SM47 ကိုထည့်ပြီးတော့ရင်တော့ဒီနေရာမှာကျွန်တော်တို့ session နဲ့ပြည့်ပြီးကြောင်းအမှတ်ချက်လေးနှိပ်ပြရမှာဖြစ်ပါတယ်အားလုံးပြီးတော့ရင်တော့ကျွန်တော်တို့က register ကိုနှိပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ခဏစောင့်ပေးပါခင်ဗျာကျွန်တော်တို့က robot မဟုတ်ကြောင်းကိုတက်တည်ပြရမှာဖြစ်ပါတယ်အောက်ကပညာများလေးကိုဆွဲပြီးတော့ဘောလုံးလေးကိုအဝိုင်းထဲဝင်အောင်ထည့်ပြရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီလိုဆိုရင်ရပါပြီခင်ဗျာလွှတ်လိုက်ပါအမှန်ချက်လေးပေါ်တော့ရင်ကျွန်တော်တို့အကောင့်ဖွင့်တာရတော့ပါပြီကျွန်တော်တို့ဒီမှာရလာတဲ့ username နဲ့ password ကို screenshot ရိုက်ပြီးတော့တင်ထားပေးပါခင်ဗျာပြီးရင် copy ယူပြီးတော့ note ထဲမှာတွားမှတ်ထားပေးပါကျွန်တော်တို့အကောင့်ထွက်သွားတဲ့အချိန်မှာအကောင့် log out ဖြစ်သွားရင်ကျွန်တော်တို့ဒီ username နဲ့ password ကိုအသုံးပြုပြီးတော့အကောင့်ပြန်ဝင်ရမှာဖြစ်ပါတယ် OneXpert မှာအရေးကြီးဆုံးကတော့ username နဲ့ password ပဲဖြစ်ပါတယ်ဒါကိုတခြားလေး screenshot ရိုက်တင်ပေးပါခင်ဗျာ screenshot ရိုက်တင်ပြီးတော့ရင်တော့ကျွန်တော်တို့ next ကိုနှိပ်ပေးပါအကောင့်ရတော့ပါပြီခင်ဗျာဒီမှာပဲပြီးတော့ရလားဆိုတော့မပြီးသေးပါဘူးကျွန်တော်တို့ personal information တွေကိုဖြည့်ဖို့ဆက်ပြီးတော့လုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျာ OneXpert ငွေထုတ်ပြုလုပ်ခြင်းတော့ Viber Telegram ဖုန်းနံပါတ်399888 443935ကိုဆက်တွဲပြီးတော့ငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ personal information ကိုဖြည့်ဖို့အတွက် menu ကိုနှိပ်ပေးပါဟုတ်ကဲ့ကျွန်တော်တို့ personal profile လေးကိုနှိပ်ပေးပါခင်ဗျာအချက်လက်တွေဖြည့်မှာဖြစ်တဲ့အတွက် enter details ကိုနှိပ်ပေးပါကျွန်တော်ကဒီမှာနမူနာလေးတွေဖြည့်ပြမှာဖြစ်ပါတယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်အမှန်ကိုဖြည့်ပေးပါဒါမှမိတ်ဆွေတို့ငွေထုတ်လို့အဆင်ပြေမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးကစာနှိမ်းဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့အလယ်နာမည်ကိုထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ် first name ကတော့မိတ်ဆွေတို့ရဲ့ပထမဆုံးအမည်ဖြစ်ပါတယ်patronymic ကွင်းစကွင်းပိတ်နဲ့ if any လို့ရေးထားတာကတော့ကျွန်တော်တို့ရဲ့နာမည်ရဲ့နောက်ဆုံးစလုံးလေးကိုထည့်ရမှာဖြစ်ပါတယ်နာမည်နှလုံးထဲရှိရင်တော့ထည့်စရာမလိုပါဘူးခင်ဗျ if any လဲပါတဲ့အတွက်ရှိနေလို့ပြောတာပါကျွန်တော်တို့ကနာမည်နောက်ဆုံးလေးကိုနမူနာထည့်ပြပါမယ် date of birth ကတော့မိတ်ဆွေတို့ရဲ့မွေးလာမွေးရက်မွေးနှစ်ကိုဖြည့်ပြရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကနမူနာဖြည့်ပြမှာဖြစ်ပါတယ်2000လောက်ကိုနမူနာထည့်ပေးလိုက်ပါမယ်ခင်ဗျ place of birth ကတော့ကျွန်တော်တို့ရဲ့မွေးတဲ့နေရာဖြစ်ပါတယ်ခင်ဗျကျွန်တော်ကဒီမှာအားလုံးကိုရန်ကုန်ပဲနမူနာထည့်ပြမှာဖြစ်ပါတယ်ခင်ဗျ region ကတော့တိုင်းနဲ့ပြည်နယ်ကိုယူခိုင်းတာဖြစ်ပါတယ်ကျွန်တော်ရန်ကုန်ပဲထည့်ယူပေးလိုက်ပါမယ်ခင်ဗျ city ကတော့မြို့ဖြစ်ပါတယ်ရန်ကုန်ပဲထည့်လိုက်ပါမယ် residence address ကတော့လက်ရှိနေထိုင်တဲ့လိပ်စာဖြစ်ပါတယ်ရန်ကုန်ပဲထည့်လိုက်ပါမယ်ခင်ဗျာ document type ကတော့ document type ကိုနှိပ်လိုက်ပါကျွန်တော်တို့က driver license ထည့်ခြင်းတော့ driver license လေးကိုရွေးလို့ရပါတယ်
မြန်မာ passport ထည့်ချင်တော့အောက်ဆုံးကမြန်မာ passport ကိုထည့်ပေးပါမှတ်ပုံတင်နံပါတ်ထည့်မယ်ဆိုရင်တော့ National Registration Card NRC ကိုယူပေးပါခင်ဗျာseries ကွင်းစာကွင်းပိတ်နဲ့ if have လို့ရေးထားပါတယ်ခင်ဗျာရှိလင်လို့ပြောတာပါမထည့်လည်းရပါတယ်ထည့်ပြီးတော့ပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာကျွန်တော်တို့တိုင်းနဲ့ data ပြည်နယ်အလိုက်ကမြင်းဆောင်လေးတွေပေါ့နော်ကျွန်တော်တို့မြစ်ကြီးနားဆိုရင်1မြင်းဆောင်ရန်ကုန်ဆိုရင်12မြင်းဆောင်တောင်ကြီးဆို73မြင်းဆောင်အစရှိသဖြင့်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကဒီမှာရန်ကုန်12မြင်းဆောင်ထည့်ပေးလိုက်ပါမယ်အရေးကြီးဆုံးအပိုင်းလာပါပြီခင်ဗျာdocument number ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့မှတ်ပုံတင်နံပါတ်ကိုမှန်အောင်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကနမူနာကဏ္ဍလေးတွေထည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့မှတ်ပုံတင်ကဏ္ဍတွေကိုအမှန်ထည့်ပေးပါခင်ဗျဒါမှမိတ်ဆွေတို့ငွေထုတ်လို့အဆင်ပြေမှာပဲဖြစ်ပါတယ် date of issue ကတော့မှတ်ပုံတင်ထုတ်ပေးတဲ့ရက်စွဲဖြစ်ပါတယ်ခင်ဗျနှိပ်လိုက်ပါကျွန်တော်ကဒီမှာ2020လောက်ကိုနမူနာရွေးပေးလိုက်ပါမယ်ခင်ဗျအတိအကျမှတ်မိဖို့တော့မလိုပေမဲ့တုံးလေးနဲ့တော့ခြားထားပေးပါခင်ဗျ issue ဘိုင်းကတော့မြန်မာလို့ထည့်ပေးပါခင်ဗျကျွန်တော်တို့ personal information အချက်လက်တွေကိုဖြည့်ပြီးသွားရင်တော့တေချာလေးပြန်စစ်ပေးပါခင်ဗျအားလုံးကမှန်ကန်မှုရှိတယ်ဆိုရင်ကျွန်တော်တို့ save ကိုနှိပ်လိုက်ပါ successful ဖြစ်သွားပါပြီခင်ဗျဒါဆိုရင်ကျွန်တော်တို့ information ဖြည့်တာအောင်မြင်သွားပါပြီ okay ကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ကတော့အကောင့်ဖွင့်ပြီးတော့ကိုရေးချက်လက်ဖြည့်တာအောင်မြင်သွားပါပြီကျွန်တော်တို့ menu ကိုနှိပ်ပြပါ setting လုံးလေးကိုနှိပ်ပြပါခင်ဗျာ security setting လေးကိုနှိပ်ပြပါကျွန်တော်တို့ဒီမှာ security question လေးကိုနှိပ်လိုက်ပါခင်ဗျာ select question လေးကိုနှိပ်လိုက်ပါကျွန်တော်ကဒီမှာကျွန်တော်အကြိုက်ဆုံးအတင်းပေါ့နော် your favorite thing ဆိုတဲ့ဟာလေးကိုယူလိုက်ပါမယ်ကိုအကြိုက်ဆုံးအတင်းနာမည်လေးကိုထည့်လို့ရမှာဖြစ်ပါတယ်ကိုကမန်ယူကြရင်မန်ယူပေါ့နော်အာဆင်နယ်ကြရင်အာဆင်နယ်ချက်စီကြရင်ချက်စီလီဗာပူးကြရင်လီဗာပူးစသဖြင့်ထည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ကလီဗာပူးကိုနမူနာထည့်ပြလိုက်ပါမယ်ထည့်ပြီးတော့ရင်တော့ကျွန်တော်တို့ save ကိုနှိပ်လိုက်ပါဒါဆိုရင်ရပါပြီဒီ security question လေးကဘယ်အချိန်မှာသုံးလို့ရလဲဆိုတခါလေကျွန်တော်တို့ဖုန်းတစ်လုံးကနေနောက်ဖုန်းတစ်လုံးအကောင့်ပြောင်းတဲ့အချိန်မှာကျွန်တော်တို့ device အတစ်မှာဝင်တဲ့အချိန်မှာမေးခွန်းလေးတွေမေးတတ်ပါတယ်အဲကြရင် security question ကိုမေးလို့ရှိရင်ကျွန်တော်တို့ကLiverpool ဆိုရင် Liverpool Man U ဆို Man U ကိုဖြည့်ခဲ့တဲ့အတင်းလေးကိုပေါ့နော်ကျွန်တော်တို့ထည့်ဖြည့်ပြီးတော့ဖုန်းအတစ်မှာဝင်လို့ရမှာပဲဖြစ်ပါတယ်အောက်ဆုံးက prevent login email ကတော့နှိပ်လိုက်ပါခင်ဗျာโอเคအဆိုင်အောင်ဖြစ်တော့ပြီဒါဆိုရင်ကျွန်တော်တို့ 1x ဘက်မှာမိတ်ဆွေတို့ငွေတွင်းပြီးတော့စော့ကစားလို့ရပါပြီခင်ဗျာ 1x ဘက်မှာငွေတွင်းချင်တော့ Viber Telegram ဖုန်းနံပါတ်399888 443935ကိုဆက်တွဲပြီးတော့ငွေတွင်းငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်